လဝါပြင်မှာပေါ့နော်ထူးခြားတဲ့အမှတ်သားအကြောင်းလေးတွေကိုဒီနေ့မှာပညာမျှဝေပေးသွားမှာဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့လက်မှာအခုလူလေးတွေပါလားမပါလားဆိုတော့တိုက်စစ်ပြီးတော့လည်းမှန်းခဲ့လို့ရတယ်ပေါ့နော်အဲ့တော့ဆရာတို့ဒီပထမဦးဆုံးအနေနဲ့ပုံမှာပြပေးထားတယ်ပေါ့နော်အပြောင်လေးနဲ့ပြပေးထားတယ်လက်ညှိုးနဲ့လက်ကလေးကြားမှာဂျာဘူးတီးလေးပါနေရပေါ့နော်ဂျာဘူးတီးလေးပါနေတဲ့လက္ခဏာရှင်တွေကကန်ထောက်ကိုရမ်းကိုကောင်းတယ်သူတို့မှာတိတ်ကန်အကျိုးပေးတွေရှိတယ်ဆိုတာကိုပြပေးနေတဲ့အမှတ်သားဖြစ်တယ်ပေါ့နော်ဘဝမှာငွေကြီးကန်တွေမပူပါဘူးငွေကြီးအတွက်တော့ကရောက်တာမျိုးတွေမရှိနိုင်ဘူးပေါ့နော်သူတို့ကရှိခဲ့ရင်လည်းဒီຢာတွေကိုကြော်ဖြတ်နိုင်တယ်အထောက်ကူရနိုင်တယ်ဆိုတာကိုပြပေးတာအဓိကကတော့ငွေကြီးကန်ကောင်းမယ်အတိတ်ကန်ကောင်းမယ်အဆောက်အအုံကန်တွေရှိတယ်ဆိုတာကိုပြပေးနေတဲ့အမှတ်သားဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့လက်မှာအခုလိုကြာဖူးလေးပါလားကြာဖူးသေးတယ်ဆိုပြီးတော့လည်းအထင်မသေးနဲ့သူကသေးတာကြည့်ရတယ်မဆိုင်ဘူးအဓိကသူ့ရဲ့အကျိုးတွေကပိုပြီးကောင်းတာပိုပြီးရရှိနိုင်တာအဓိကကြာဖူးပါပြီဆိုရင်ပေါ့နော်တေးသေးကြီးသူ့ရဲ့အကျိုးကိုတေချာပေါက်ရရှိနိုင်တယ်ငွေကြီးကန်တွေမပူပါဘူးငွေကြီးအတွက်စစ်တော့ကောက်ရတာမျိုးတွေလည်းကင်းဝေးစေနိုင်တယ်ပေါ့နော်ဒါကသူ့ရဲ့အကျိုးဖြစ်တယ်နောက်တဲ့ပုံတစ်ခုမှာကြတော့ဒီအနေရောင်နဲ့ပြပေးထားတယ်ပေါ့နော်လက်တန်းရဲ့အောက်မှာဒေါ်လာမြင်းချောင်းလေးတစ်ခုပါနေတယ်ဒေါ်လာမြင်းချောင်းတွေကလည်းအမျိုးမျိုးရှိတယ်တစ်ခုတည်းရှိနေရှိမယ်အများကြီးရှိနေရှိမယ်နှစ်ချောင်းရှိနေရှိမယ်ပေါ့နော်အခုဒီလိုပါတဲ့လက္ခဏာရှင်တွေကြတော့ဂျောင်းနဲ့ပါတယ်ဒီလိုပါတဲ့လက္ခဏာရှင်တွေအဓိကငွေကြေးကန်တွေရှမ်းသာမှုကန်တွေအစင်ပြေမှုကန်တွေပါတယ်ဆိုတာကိုပြပေးနေတာဖြစ်တယ်ပေါ့နော်ကန်ထောက်ကူရန်ကိုတီးသားကောင်းလိမ့်မယ်ကန်အကျိုးပေးတွေဘဝမှာရရှိနိုင်တယ်သူ့ရဲ့ကန်ထောက်ကူကဘလောက်တောင်ကောင်းလဲဆိုတော့သူ့ရဲ့ဘဝမှာရှမ်းသာနိုင်တဲ့အထီကိုရရှိခံစားရနိုင်တယ်ပေါ့နော်သူ့ရဲ့အကျိုးပေးရအဲ့တော့ကန်ထောက်ကူကောင်းတယ်ငွေကြေးကန်တွေဘဝမှာပိုင်ဆိုင်နိုင်တယ်ရရှိနိုင်တယ်ဆိုတာကိုပြပေးနေတာငွေအလုံးကြီးနဲ့ဘဝမှာဝင်တတ်တယ်ငွေတွေလည်းခဏခဏသူ့ရှိမှာဝင်ရောက်နေတတ်တယ်ဆိုတာကိုဒီအမှတ်သားကပြပေးနေတာဖြစ်တယ်ငွေကန်တွေရမ်းဟိုမှာကောင်းတယ်ဘဝမှာအဆင်ပြေပြေနဲ့ပြည့်ပြည့်စုံစုံနေရမယ့်အထက်မှာပါတယ်နောက်ဆုံးရှမ်းသာနိုင်တဲ့အထီကိုကန်ထောက်ကူကောင်းတယ်ဆိုတာကိုပြပေးနေတယ်အမှတ်သားထဲမှာပါတယ်ပေါ့နော်နောက်တဲ့ပုံတစ်ခုမှာကျတော့ဆရာတို့ဒီလက်ကောက်ဝင်ထားမှာဒီတူတိကံပုံစံအမှတ်သားလေးပါနေတယ်ပေါ့နော်လက်ကောက်ဝေးရဲ့ပေါ်နားလေးမှာတူတိကံပုံစံအမှတ်သားမျိုးလေးပါနေတယ်ဒါကလည်းငွေကြီးကန်တွေအရန်ကိုကောင်းတယ်ဆိုတာကိုပြပေးနေတာဖြစ်တယ်ငွေကြီးတွေဘဝမှာရရှိမယ်ဝင်ရောက်မယ်ပိုင်ဆိုင်မယ်အမွေနှစ်ကန်တွေထီကန်တွေစအဖြစ်ဒီຢာတွေနဲ့ပတ်သက်ပြီးကန်ပါတယ်အကျိုးပေးတယ်ဆိုတာကိုဖော်ပြပေးနေတာဖြစ်တယ်ငွေကြီးကန်တွေအရန်ကိုမှကောင်းတယ်နောက်ဆုံးချမ်းသာနိုင်တဲ့အထီကိုရှေ့မှာပြောခဲ့တယ်လို့ရရှိနိုင်တယ်ဒီမှတ်သားတွေကြောင့်ပေါ့နော်ချမ်းသာတဲ့ဘဝမှာနေထိုင်ရတတ်တယ်အစဉ်ပြေပြေနဲ့ဘဝမှာနေထိုင်ရတတ်တယ်အတိတ်ကံလည်းကောင်းတယ်အကျိုးပေးကံလည်းကောင်းတယ်ဘဝမှာထူးခြားတဲ့အရာတွေဒီအရာတွေကိုကြော်ဖြတ်ရမယ်ထူးခြားတဲ့အရာတွေကြုံတွေ့ခံစားကောင်းမွန်တာတွေအများဆုံးဘဝမှာရရှိနိုင်တယ်အစဉ်ပြေပြေနဲ့ဘဝမှာနေရတတ်တယ်ပေါ့နော်အခုလိုမျိုးပါတယ်ပေါ့အခုလိုမျိုးပါပြီဆိုရင်ငွေကြေးတော့မပူပါဘူးဘဝမှာပြည့်ပြည့်စုံစုံနေရမယ်ရှမ်းသာနေရမယ်ဘဝမှာကန်ထောက်ကူလည်းအရန်အောင်မှကောင်းနိုင်မယ်ထီကန်တွေအမွေနှစ်ကန်တွေရရှိပါဆိုင်နိုင်မယ်ထီပေါက်သူလိုငွေတွေဘဝမှာရရှိတတ်တယ်ဝင်ရောက်နိုင်တယ်ဆိုတာကိုပြပေးနေတာဖြစ်ပါတယ်